ဟုတ်လားဟုတ်ကဲ့ကျွန်တော်ကဒိုးလုံးသချင်းနားမထောင်တာကြာပြီအဲ့သချင်းကျွန်တော်တို့ចောင်းသားဘွားတော့လမ်းဘေးမှာဂီတာဝိုင်းတွေမှာအော်ခဲ့ကြတဲ့သချင်းညာဒိုးလုံးကြီးအောင်တတိယသွားတယ်တတိယဆိုကျွန်တော်လည်းမသိပါဘူးမသိလေကျွန်တော်ကသူ့ပြိတ္တပဲသူ့ပြိတ္တဖြစ်တဲ့အတွက်သူ့ကိုတတိယရလို့ရတယ်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်သိကြမလို့ကျွန်တော်သူ့ကိုချစ်လို့ရတယ်ဟုတ်လားဘလောက်ကောင်းတဲ့သချင်းလဲဖုံးကြီးပါစေအသက်ရှည်စေအားလုံးစိတ်လဲကျမ်းပါစေငါစုတောင်းရင်းနဲ့မေတ္တာတရားတွေပွားများရတာညာမေတ္တာတရားတွေပွားများခင်ဗျားတို့သိခတ်နေလားဆောင်းရမ်းခတ်နေလားခတ်တာပေါ့ဆေးရနာချင်းစိတ်ခေတ်စိတ်ဆက်နော်ဒီစကားကလည်းအလွတ်ပြောရမှာထပ်ပြောမပြောလို့မရဘူးအခုမှလာကြည့်ရလူတွေသိအောင်ပြောရမှာညာမဆလာနဝဒနာအဘတိန်စိန် NLD ဒေါ်စန်းစုကြည်ရဲခေတ်ဆက်မှာလူလိုမှထားမခံခဲ့ရတာအဲ့တော့နေတူကစောင်းဝင်နေရေးမစကားတော်ခင်ဗျားတို့ကထိုင်ကုန်ထမပေးခြင်းမပေးနိုင်တော့အောင်ကိုဝင်ဆောင်ကိုထိုင်ကုန်ထမပေးခြင်းတော့အောင်အမျိုးသမီးငယ်လေးတယောက်ကိုထိုင်ကုန်ထမပေးခြင်းတော့အောင်ညာတကြီးရွယ်ဦးတယောက်ကိုထိုင်ကုန်ထမပေးခြင်းတော့အောင်ညာအလောက်ထိကိုအတ္တတွေကြီးအောင်ခေတ်ဆက်တိတ်တော့မကြသေးဘူးနှစ်ပေါင်း60ကျော်အနာပိတ်တဲ့ချင်းစတွေ့နှစ်ပေါင်း60ကျော်ညာဒီနေ့စိတ်ကတော့နှစ်ပေါင်း80 5နှစ်လောက်ရှိတယ်ဟုတ်ပြီအဲ့တော့ခင်ဗျားတို့မမဘူးခင်ဗျားတို့အပြစ်မဟုတ်ဘူးခင်ဗျားတို့ကိုကျွန်တော်အပြစ်ပြောနေရမှာမဟုတ်ဘူးခင်ဗျားတို့က just victim သားကောင်နေတယ်ခင်ဗျားတို့ကသားကောင်အစ်စ်တွေကျွန်တော်တို့ကန်ကောင်းလို့အသက်20အထိသားကောင်ဖြစ်ခဲ့တယ်ဒါပေမဲ့ no I got my own fucking freedom and democracy at home ကျွန်တော်အိမ်မှာကျွန်တော်အဖေအထောင်ထဲမှာရှိပြီမဲ့ဒါအဖေမေတက်ရှိတဲ့တော့သူတို့အမေကသူတို့ကြာစားလို့စင်တေးကြဖုံခါစပွဲတယောက်ကြလို့စပွဲအလို့ပွဲကစာရေးတယ်လို့စပွဲတေးချောက်တန့်ပြန်ပြောင်းလက်လှုပ်ထားတာအဲ့ဒါကျွန်တော်ကမွေတာပေါ့စာအုပ်စင်အဲ့မှာလက်ဝဲစာပေတွေအများကြီးပဲစာအုပ်စင်မှာလက်ဝဲစာပေတွေကိုတိတ်ကြောက်တာမောင်နေဝင်းတို့တိတ်ကြောက်တာဘာလို့တော်လန်စာပေမှန်သမျှဟာလက်ဝဲစာပေကျွန်တော်ကို message ပို့ပြီးမေးတယ်လူငယ်တယောက်ကျွန်တော်တင်တယ်ဒါသူယူသားမေးတာစောင်းရမ်းချစ်တယ်ကျွန်တော်သူဘယ်လိုခေါ်မလဲဘယ်နေရာမှာနေတယ်ဆိုတာအရေးမကြီးဘူးရောက်တဲ့နေရာအရေးမကြီးဘူးကျင့်တဲ့တရားကအရေးကြီးတာအဲ့ဒီလူငယ်လေးဟာလှမ်းမေးတယ်ကျွန်တော်သူ့လေသံကိုနားထောင်လိုက်ရတာအညာသားဖြစ်ဖို့ရတယ်ကျွန်တော်အတန်ဖိုင်ပို့တယ်အကိုကြီးတဲ့သိကျင်လို့တဲ့ဘာလဲဆိုတော့လက်ဝဲစာပေလက်ဝဲဆိုတာဘာလဲလက်ရဆိုတာဘာလဲဟာအေးကောင်းတယ်အဲ့လိုမသိတာကိုမသိကြောင်းလူယူသားပြောတာအဲ့ဒါမှတ်တာတောသူတောင်သားတွေမှာကြံသေးတယ် humanity အဲ့ဒီစိတ်ဓာတ်ဟာ European တွေစိတ်ဓာတ်နဲ့အတူတူပဲမသိရင်မေးတယ်မရှက်ဘူးအဲ့ဒါ Europe မှာနေတဲ့လူတွေအဲ့တိုင်းမှာယူသားနေတယ်မသိရင်မေးတယ်မှားရင်တောင်းမှန်တယ်ခင်ဗျားတို့ရစောက်တောသားဖြစ်ကြံခဲ့တယ်အဲ့ဒီတောမှာနေတဲ့လူတွေကတောသားမဟုတ်ဘူးအဲ့တောမှာနေတဲ့လူတွေကနိုင်ငံတကာအဆင့်မီတဲ့လူသားရဲ့စိတ်နှလုံးသားဝိညာဉ်ကြံသေးတယ်ခင်ဗျားတို့မျိုးပြတွေမှာတော်တော်ပျက်စီးသွားပြီမျိုးပြတွေမှာစောက်ရမ်းပျက်စီးသွားပြီအဲ့တော့ခင်ဗျားတို့မျိုးပြတွေကလူတွေဘာဖြစ်လဲဆိုငါတို့ကမျိုးကြီးမှနေတာမျိုးကြီးမှမင်းတို့မျိုးကြီးရဲ့ပြိဿသမုပ္ပါပဲလဲပြီတော့အမဒစ်လဲပြီတော့ဟလာဒီပါဗျူဟာပြောတဲ့စကားလို့ပဲဒီအစီမူရည်သေးွားအစီပေါ့ခင်ဗျားတို့ခေါ်တာဘယ်လိုလဲယာမလို့လည်းခေါ်တယ်ထိုင်းမှာတော့ယာဘဆိုတာယူစေယာစေဖာဆိုတာယူအယူစေကိုမြန်မာပြည်ရောက်တော့ယာမဖြစ်သွားမြင်းစေခေါ်တယ်အဲ့လိုခေါ်မြင်းလိုမျိုးတမ်းပါတယ်ပြေးတယ်လွှားတယ်โอเคအဲ့ဒီဟာတွေကိုအစိုးရဗျူဟာကအဲ့ဒီမူရစေဝါတန်တရာပေါ့သူပြောတာအဲ့ဒါကိုပရိစ္ဆာသမုပ္ပါလို့ပြောတယ်အဲ့ဒီထဲမှာလဲနေတာပစ္စည်းဖန်လိုက်ပစ္စည်းပြတ်သွားလိုက်ပြန်ကြလိုက်ပစ္စည်းပြတ်ဖန်လိုက်ပစ္စည်းဖန်လိုက်ပြန်ကြလိုက်ပြန်ချလိုက်ပစ္စည်းဖန်လိုက်အဲ့ဒီပရိစ္ဆာသမုပ္ပါတွေမှာလဲနေတာဆိုတဲ့အကြောင်းကိုပြောတာအဲ့တော့ခင်ဗျားတို့တွေဟာအလုပ်သွားလိုက်လုပ်ပြန်လိုက်တာသမီကြောင်းပို့လိုက်ဒစ်လဲတယ်အဲ့ဒါလွယ်ပြောရင်ဒစ်လဲရွာလူတွေကဒစ်တော့လဲတယ်ဒါပေမဲ့သူတို့မှအသက်ရှူချောင်နေတယ်လေကွင်းထဲမှာသွားပြီးကိုရီးယားနေလို့အော်လို့ရတယ်လေကွင်းနေရှိတယ်ခင်ဗျားတို့ရန်ကုန်မှာဘယ်နှတော့အောင်ဒီလောက်စားကလေးအိမ်နေတဲ့လူဟုတ်တယ်တောသူတောင်သားတွေသွားထင်မသိနဲ့တောသူတောင်သားတွေအသက်ရှူချောင်တယ်တောသူတောင်သားအိမ်နဲ့နေတာမြေကြီးရှိတယ်ခြံတကားရှိတယ်ခြံနဲ့နေတာဝင်းကိုသူတို့ခေါ်တာပါဝိုင်းအိမ်ဝိုင်းရှိတယ်ဟလာညနေသားမခေါ်အိမ်ဝိုင်းအိမ်ဝိုင်းရှိတယ်ခင်ဗျားတို့ရန်ကုန်မှာနှာခေါင်းပေါက်လောက်စားကလေးအိမ်နေနေတယ်စားကလေးအိမ်နေတော့โอเคအဲ့ဒါဆိုစင်ကာပူတို့ထိုင်းလန်တို့မလေးရှားဒါဒေသတွင်းနိုင်ငံတွေပြောတာဟလာယူရိုပတွေအမေရိကတွေမပြောတော့
အဲ့နိုင်ငံတွေကအိန္ဒိချင်းများထိုင်းနိုင်ငံအိန္ဒိချင်းထိုင်းနိုင်ငံကကျောင်းသားတယောက်ကဘန်ကောက်မှာတိုက်ခန်းငားနေနိုင်တယ်ဘလို့ငားနေလဲအဲကွန်ပါတယ်ဖာနီချာပါတယ်လူကြီးပဲတက်သွားရုံပဲခင်ဗျားတို့ရဲ့ကွန်ဒိုဆိုတဲ့ဟာတွေတော့မှစောက်စစ်မရှိတဲ့ဟာဗျာခင်ဗျားလည်းဒေါ်စန်းသူကြီးဖဲချိုးပြက်ဖွင့်လို့ပေးသွားတယ်ဒရနာနင်းစီအင်ယာဆိုတာအဲ့ဒါစင်ကာပူကတာမန်လူနေရက်ကွက်ခရတိုက်ခန်းပဲအပါတ်မန့်ပဲအဲ့ဒါကိုကွန်ဒိုကြီးလို့ပြောမဲကျွန်တော်တို့ရှက်လို့မဖွင့်ဘူးရှက်လို့မဖွင့်ဘူးငါလည်းပါတိုင်းငါနိုင်ငံတော်ဤနိုင်ငံပင်ငံပုဂ္ဂိုလ်နင်းလို့စင်ကာပူကရက်ကွက်ထဲကတိုက်ကိုစောက်တာငါဘာကိစ္စဖဲချိုးဖွင့်ရမှာ no တော့တရားတော့ဖွင့်မှာတောင်တကုံလွတ်တော့ကိုတယ်တော့ဖွင့်မော့တောင်တကုံဆိုတောင်တကုံတင်ငယ်ညို့ဆိုလည်းတင်ငယ်ညို့ပေါ့ဗျ I don't care တော့ဖွင့်မော့ဟုတ်တယ်မနိုင်ငံတော်ဤတိုင်ပင်ငံပုဂ္ဂိုလ်ကဟာဖွင့်ဖို့ဒိုးလို့လားအဲ့ဒါကြီးအလောက်အဆင်ပြေလို့အဲ့ဒါပဲမမြင်ဘူးတော့မူမြစ်တယ် okay အဲ့ဒါမပြောဘူးဒီနေ့လူငယ်တွေပဲဆိုတဲ့အကြောင်းပြောမှာဟုတ်ကဲ့ဆိုတော့ခင်ဗျားတို့ရန်ကုန်မှာအဲ့လိုဒစ်လည်နေတာတောသူတောင်သားတွေကကြံသေးတယ်ဆိုတာနိုင်ငံတကာအဆင့်မီတဲ့လူနှလုံးသားကြံသေးတယ်ဟေးအဲ့ဒါပြောတာအဲ့တော့ star stone ရေလက်ဝဲဆိုတာပါလေလက်ရဆိုတာပါအေးမင်းတို့ရဲ့ဗမာနိုင်ငံကြီးမှာဗမာဆိုရတယ် case ဆိုတာနေဝင်းကစလို့လမ်းတော်မှာသူကလက်ဝဲကိုဆောင်ရမ်းကြောက်တာပေါ့ဗိုလ်ချုပ်အောင်ဆန်းကဗမာပြည်ကွန်မြူနစ်ပါတီရဲ့အတွင်းမှုလုပ်ခဲ့တာဗိုလ်ချုပ်အောင်ဆန်းဗမာပြည်ကွန်မြူနစ်ပါတီအဲ့မသားတွေသွားမေးဆောင်ရမ်းကြောက်တယ်ဆောင်ရမ်းကြောက်တယ်ဟာချီးထုတ်အောင်ကြောက်တယ်ဟာကွန်မြူနစ်တစ်စိလို့ခေါ်တယ်ကွန်မြူနစ်တစ်စိမိတစ်စိ6ခံရတာဒီမှာပြီးတော့အဆောင်ရမ်းကြောက်အဲ့ဂျင်းကိုဘယ်သူတွေကဆက်မိတယ်တသညပေါ့တသညဆိုတာမသလာပေါ်လာတဲ့တောက်ကလွဲတသညပေါ့ဟိုးကြီးတွေတုံးစားလို့မရတဲ့ဂျန်လီထက်ဆိုးတဲ့ဟာတွေအဲ့ကောင်တွေကနေဆက်ပြီးဂျင်းထဲတယ်ရက်ကွက်ထဲမှာကွန်မြူနစ်တွေအဖေတတ်တယ်မေတတ်တယ်အဖေအမရှိဒါမရှိ oh yes mate yeah ဘုရားကကွန်မြူနစ်ပါတီရဲ့မြန်မာပြည်ကွန်မြူနစ်ပါတီရဲ့အတွင်းမှုလုပ်ခဲ့တာပဲ okay yeah အဲ့တမိုင်းတွေအားလုံးကိုဖြတ်လူငယ်တွေမသိအောင်ဖြတ်ကုန်ပြလက်ဝဲစာပေတွေကိုမဖတ်အောင်ဈေးကွက်ထဲမှာဖြတ်အနောက်ဆုံးရင်မောင်းတဲ့လမ်းအကောက်ဝါငါလီးပဲရတိုင်းငါလက်ဝဲဆောင်ရမုန်းတာငါနေဝင် I'm fucking နေဝင် mate ငါကိုတော်မြတ်မုန်းတော်မူတဲ့လက်ဝဲကိုအဲ့တော့မင်းတို့လမ်းတွေကိုညာဘက်ကိုပြောင်းပေါင်းဟာကားတွေအကုန်လုံးက driving seat တွေအကုန်လုံးညာဘက်မှာကြီးပဲလမ်းတွေညာဘက်ပြောင်းလာတိုက်ကောအမှအေးခင်ဗျားတို့တိုက်တာရေးမကြည့်ဘူး88မျိုးဆက်ကမတ်မီမီဆုံးတာခင်ဗျားတို့တရောင်းသားတွေမှာတာဝန်ရှိတယ်အဲ့လမ်းကိုကားတွေအကုန်လုံးကညာဘက်ကထိုင်မောင်းတဲ့ဟာညာဘက်ကိုရွှေ့မောင်းနေတာတော့ AR လိုင်းလမ်းကိုကားမောင်းမှုတဲ့လိုင်းသိတယ်လမ်းကကျင်းရတယ်ကြားတယ် driving seat ကညာအဲ့လိုဘယ်မောင်းဖို့ပဲညာမောင်းတာဝယ်ထားလို့ကရှိလို့ကတော့နာဘူးသားပြင်ဗမာတွေကလည်းဗျာသိလားသူကလည်းဂျပန်ကားစစ်လေးမှာစီးနေတာအဲ့တော့ဟုတ်ကဲ့ဒါကဂျပန်သူ့နိုင်ငံနဲ့သူဟလာအဲ့ဂျပန်ကားစစ်လေးစီးနေတဲ့ယောဂပိုးကလည်းရှိသေးတယ်ရှိတော့အဲ့မှာညာမောင်းကြီးနဲ့မောင်းတော့ဟိုဘက်ကကားကိုဘယ်လိုမြင်ရမလဲကျွန်တော်ဆို AR တိုင်းတယောက်တည်းသွားလို့ကတော့အမနာဖို့သားပြင်ဒီလိုမောင်းရတာရှေ့ကြော်လို့မြအဲ့ဒါမမီစုံးတာအဲ့ဒါခင်ဗျားတို့သွားပြီးစောက်ရဲတွေသွားမမင်းနဲ့ဘာကြောင့်စောက်ကား accident ဖြစ်တာလဲမမင်းနဲ့အဲ့တဒေါင်းစားလမ်းကြောင့်ဖြစ်တာလမ်းကျင်းရတယ်ကြားတယ်ကြော်လို့လွတ်ကြော်ပြီးဆိုဘက်က speed နဲ့ line တိုက်ပြီးပေါ့ဗျာဟလာတိုက်ပြီးတော့တိတ်တာပေါ့ခေါင်းချင်းဆိုင်တာပေါ့လမ်းကျင်းပါဒီမှာသူတလိမ့်ကိုတလိမ့်ပဲရှိတာနိုင်ငံတကာအစ်မမင်းမဟုတ်ဘူးနိုင်ငံတကာမဟုတ်ဘူးထိုင်းရလမ်းတွေသွားလဲကြည့်ဦးဟိုဘက်ကန်းဒီဘက်ကန်းလေမြောက်ဒီဘက်ချမ်းမှာသွားနေတဲ့လမ်းတွေနဲ့ဒီဘက်ကတောင်ရင်းမြစ်ကနေထိုင်ကြည့်ပါလားမြောက်ဒီကနေထိုင်ကြည့်ပါလားမဲတော့ကဘက်ကလမ်းတွေဘယ်လိုသွားနေလဲသူများကားတွေဘယ်လိုမောင်းနေလဲဘယ်နှလိုင်းရှိလဲတောင်စင်းတောင်တက်လမ်းတွေစောက်တောသားတွေနိုင်ငံအုပ်ချုပ်ရင်စောက်တောသားနိုင်ငံပဲဖြစ်တယ်လွတ်လပ်သွားမနေဘူးတဲ့လူတွေအုပ်ချုပ်ရင်စစ်အာဏာရှင်နိုင်ငံပဲဖြစ်တယ်ဟလာ freedom and democracy ကိုမသိတဲ့မခံစားဘူးတဲ့တရောင်းသားတွေတက်ပြီးတော့အစိုးရလုံးရင်freedom and democracy မရှိတဲ့တိုင်းပြည်စနစ်နဲ့ပဲအုပ်ချုပ်တယ်